ထိုစစ်ရဆိုင်ထားတဲ့ကာလဧပြီလ9ရက်နေ့ည9:00နာရီခန့်မှာအင်းတော်မြို့ဂျပန်လိုင်ငူမှာအခြေပြုတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်တပ်မ89ဟာဝိုင်းရံပိတ်ဆို့ထားတဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ဖိအားကိုရေရှည်တောင့်ခံနိုင်ခြင်းမရှိတော့ဘဲစခန်းစွန့်လွတ်ဆုတ်ခွာသွားတာကြောင့်အင်းတော်မြို့ကိုအပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့ဆုတ်ခွာထွက်ပြေးခဲ့ကြတဲ့တပ်မမှုနဲ့တပ်သားတွေကိုလည်းစစ်တုံးမှန်းတွေအဖြစ်နဲ့ဖမ်းဆီးရမိခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ဖမ်းဆီးရမိထားတဲ့စစ်တုံးမှန်းတွေကိုစစ်တုံးမှန်းဆိုင်ရာမူဝါဒတွေနဲ့အညီထိန်းသိမ်းထားပြီးစစ်ဆေးမေးမြန်းမှုတွေကိုဆောင်ရွက်လျက်ရှိပါတယ်။စစ်တုံးမှန်းတွေရဲ့ထွက်ဆိုချက်စစ်ဆေးတွေ့ရှိချက်တွေပေါ်အခြေခံပြီးတရားစီရင်ရေးဆိုင်ရာကိစ္စရပ်တွေကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။အချို့သောသတင်းမီဒီယာတွေမှာအသုံးဆွဲနေတဲ့အသုံးအနှုန်းအလွဲတချို့နဲ့ပတ်သက်ပြီးအကြံပြုတဲ့မှတ်ပေးလိုပါတယ်။မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ဟာတရားဝင်အစိုးရခေါင်းဆောင်တွေကိုမတရားဖမ်းဆီးပြီးနိုင်ငံတော်ပုံကန့်မှုကိုကျူးလွန်ခဲ့တဲ့အစုအဖွဲ့ဖြစ်တယ်လို့သူတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့အမည်ခံပြီးတော့ပြည်သူအာဏာကိုမတရားလူယူဖို့ကြိုးစားနေတဲ့နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ရန်သူ the enemy of the state ဖြစ်ပါတယ်။ဒါကြောင့်အကြမ်းဖက်စစ်ကောင်ဆောင်ကိုယ်တိုင်ပါဝင်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာမြန်မာပြည်သူလူထုရဲ့သဘောဆန္ဒနဲ့အညီပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရတရက်မဟုတ်ပါဘူး။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကသာလျှင်2020ရွေးကောက်ပွဲရလဒ်ကိုအခြေခံပြီးပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရဲ့တရားဝင်အုပ်ချုပ်ရေးမှန်တိုင်းအစိုးရတရက်ဖြစ်ပါတယ်။ဒီလိုပဲပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ဟာ2020ရွေးကောက်ပွဲရလဒ်ကိုအခြေခံပြီးပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရဲ့တရားဝင်ဥပဒေပြုရေးမှန်တိုင်းဖြစ်ပါတယ်။မြို့သားညီညွတ်ရေးတိုင်းနိုင်ငံကောင်စီ NUCC ဟာလည်းde jure legitimacy နဲ့ de facto legitimacy ရှိကြတဲ့တော်လှန်ရေးအင်အားစုတွေကိုပေါင်းစုထားတဲ့တော်လှန်ရေးတပ်ပေါင်းစုတစ်ခုဖြစ်ပါတယ်။တရားမဝင်အာဏာလုယူဖို့ကြိုးစားနေတဲ့အကြမ်းဖက်စစ်တပ်ကိုဖယ်ရှားနိုင်ဖို့ပြည်သူ့ဆန္ဒနဲ့အညီပေါ်ပေါက်လာခဲ့ကြတဲ့မြို့သားညီညွတ်ရေးအစိုးရနဲ့တော်လှန်ရေးအင်အားစုတွေအားလုံးဟာခေတ်ပြောင်းစနစ်ပြောင်းတော်လှန်ရေးတစ်ခုကိုနီလန်းပေါင်းစုံတုံးပြီးတော့ဆင်နွှဲနေကြတာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဟာပြည်တွင်းစစ်ဖြစ်နေတာမဟုတ်ပါဘူး။တော်လှန်ရေးတရက်ဆင်နွှဲနေတာဖြစ်တယ်လို့ပြောလိုပါတယ်။အထက်ပါချက်လက်တွေကိုထောက်ရှုပြီးတော့တရားဝင်မှုအပြည့်ရှိတဲ့တော်လှန်ရေးအင်အားစုတွေကိုအတိုက်အခံ opposition ဆိုတဲ့အသုံးအနှုန်းနဲ့အသုံးပြုနေတာမြန်မာနိုင်ငံမှာဖြစ်နေတဲ့တော်လှန်စစ်ပွဲတွေကိုပြည်တွင်းစစ် civil war လို့အသုံးပြုနေတာမြို့သားညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေနဲ့လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကိုအစိုးရအားပုံကန်သူ rebel လို့အသုံးပြုနေတာတွေကိုကန့်ကွက်ကြောင်းနဲ့ပန်ကန်သောအသုံးအနှုန်းများနဲ့အသုံးပြုပေးကြဖို့